အားလုံးမင်္ဂလာပါကျွန်တော်ဇင်ရောပါ Mobile Phone Software Service Technician တယောက်ဖြစ်ပါတယ်ဒီနေ့ကျွန်တော်လက်ထဲမှာရှိနေတဲ့ဖုန်းလေးကတော့ဒါကRedmi 14C ပေါ့နော် Redmi 14C ဖုန်းလေးပဲဖြစ်ပါတယ်ဒီဖုန်းလေးကမဖြစ်တာလဲဆိုတော့သူက FRP lock ကြာနေတာပါ FRP lock ဆိုတာဘာလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ဒီဖုန်းကိုreset ချလိုက်တယ်ပေါ့နော်ဖုန်းကိုဒီ lock ဖြုတ်လိုက်တာဒါမှမဟုတ်လို့ reset ချလိုက်တာပေါ့နော် white data လောက်လိုက်လို့ရှိရင်ကျွန်တော်တို့ပြန်တက်လာတဲ့အချိန်မှာကျွန်တော်တို့ set up လုပ်တဲ့အဆင့်မှာ home security ပေးမသွားဘဲနဲ့ပေါ့နော်ကျွန်တော်တို့အရင်ဒီ phone reset မချခင်ကတုံးခဲ့တဲ့ Google account ကိုပြန်တောင်းတဲ့ Google account မဟုတ်တဲ့ log ပေါ့နော်အဲဒီ log ကိုlog တို့ဒီ Gmail account Google account ကိုပြန်ထည့်ပေးဖို့တောင်းတယ်အဲဒီဟာကိုပြန်ထည့်ပြီး verify လုပ်ပေးနိုင်ပါကျွန်တော်တို့home security ပြန်သွားလို့ရတယ်ပေါ့နော်အဲဒီဂျားထဲမှာ Gmail log Gmail account ပြန်တောင်းတဲ့ log ပေါ့နော်အဲ့ဒါကိုကျွန်တော် FRP log လို့ခေါ်တာပါဒီ Redmi 14C ဖုန်းလေးကလက်ရှိမှာ FRP log ကြာနေပါတယ်။ Okay ဒီဗီဒီယိုမှာကျွန်တော်ဒီ FRP log ကိုကြော်ပြသွားမှာပဲဖြစ်ပါတယ်။ Okay ဒီ Redmi 14C ကိုကျွန်တော်FRP log ဖြုတ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်ကတော့ unlock tool ကိုပဲသုံးပါပါမယ်။ကျွန်တော်တို့ unlock tool ကိုဖွင့်လိုက်မယ်ပေါ့နော်။ unlock tool ကိုဖွင့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ account ထည့်ပြီးတော့ login ဝင်လိုက်မယ်ပေါ့နော်။ account ဝယ်ထားတာရှိရင်လည်း account login ဝင်လိုက်မယ်။ဝယ်ထားတာမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ account ငှားလို့ရတယ်ပေါ့နော်။အချိန်ပိုင်းနေdriver အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Redmi 14C ကသူက MediaTek CPU နဲ့လာတဲ့ဖုန်းဖြစ်တဲ့အတွက် driver အနေနဲ့ဆိုရင်တော့ MediaTek driver ကိုပဲသွင်းထားပေးရမယ်MediaTek driver ကျွန်တော် download ဆွဲတာနဲ့သွင်းတာကိုကျွန်တော်ဒီအရင်ပေါ့နော် Redmi 9C user log ဖြုတ်တဲ့ဒီ second log ဖြုတ်တဲ့ဗီဒီယိုမှာကျွန်တော်တခါလေးပြောထားခဲ့ပြီးပေါ့နော်မကြည့်ရသေးဘူးဆိုရင်အဲ့ဒီဗီဒီယိုလေးကိုကြည့်ပေးပါOkay ကျွန်တော်တို့အခုတော့ဒီ unlock tool ကို login ဝင်လိုက်မယ်ပေါ့နော်Okay အခုလိုမျိုးပေါ့နော်ကျွန်တော်တို့ unlock tool ပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ် tab ထဲကိုသွားမလဲဆိုတော့ကျွန်တော်တို့ MediaTek tab ထဲကိုပဲသွားပါမယ် MediaTek tab ထဲကိုသွားလိုက်ပြီး MediaTek tab ထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်custom DA ဆိုတာရှိတယ်ဒီနားလေးမှာပေါ့နော်ကျွန်တော်ဒီ custom DA မှာအမှန်ချင်းချစ်မယ်ကျလိုက်လို့ရှိရင်သူ့ပေးရပေါ့နော်ဒီ drop down box လေးကလင်းလာလိမ့်မယ်ပေါ့နော်အမှကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ Redmi 14C preloader file ရွေးမယ်ပေါ့နော် Okay ဒီထဲမှာကျွန်တော်တို့ 14C ရဲ့အများကြီးပဲကျွန်တော်ဘယ်ဟာရွေးရမှာလဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော် Redmi 14C Lake OS 1011 MD 6.68 pin ပေါ့နော်ဒီကောင်လေးကျွန်တော်တို့ရွေးပေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာ boot device ခေါ်လိုက်မယ်ပေါ့နော်Okay အခုလိုမျိုးဒီ tool မှာပေါ့နော် waiting ပြနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဖုန်းကိုချိန်ပေးမယ်ပေါ့နော်ဖုန်းကိုဘယ်လိုချိန်မလဲဆိုတော့ကျွန်တော်တို့ MTK USB ပုံပါပဲချိန်တယ် MTK USB ပုံပါချိန်ဖို့အတွက်ဆိုလို့ရှိရင်ဖုန်းကိုအရင်ဆုံးကျွန်တော်တို့ဒါ power ပိတ်လိုက်မယ်ပေါ့နော်ပိတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်အတန်တိုးခလုတ်ရဲ့အတန်ချဲ့တဲ့ခလုတ်ပေါ့နော်အတန်တိုးချဲ့ကိုကျွန်တော်တို့စုံနှိပ်ပြီးတော့ကြိုးထိုးပေးလိုက်မယ်Okay ကျွန်တော်တို့အခုလိုမျိုးပေါ့နော်ဒီအတန်တိုးချက်နှိပ်ပြီးတော့ကြိုးထိုးလိုက်တဲ့အခါကျလို့ရှိရင်အခုလိုမျိုးဒီ boot device တည်သွားမယ်ပေါ့နော်ဒီ tools ရဲ့tools မှာပေါ့နော်ဒီဖုန်းနဲ့လာပြီးချိတ်ဆက်မိသွားလိမ့်မယ်ဒီဖုန်းရဲ့အထဲမှာရှိတဲ့ဒီ partition structure တွေအကုန်လုံးပဲပေါ်လာမယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ erase FRP ဆိုတာတစ်ချက်လုပ်ပါမယ် erase FRP cloud ကိုနှိပ်လိုက်မယ်ပေါ့နော်Okay ဒါဆိုလို့ရှိရင်ဒါ FRP ဖြတ်တာပြီးသွားပြီပေါ့နော် erasing FRP okay ပြပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကိုပြန်ဖွင့်လိုက်မယ်ပေါ့နော်ဖုန်းပြန်ဖွင့်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ reboot တစ်ချက်လုပ်လိုက်မယ်ပေါ့နော် reboot ထုတ်လိုက်လို့ရှိရင်သူကဖုန်းက reboot ကျပြီးတော့ပြန်ပွင့်လာလိမ့်မယ်ပေါ့နော်အခုဆိုလို့ရှိရင်ပေါ့နော်ဒီမှာကျွန်တော်တို့ဖုန်းလေးပြန်ပြီးတော့တက်လာလို့ပြန်ပြီးတော့ပွင့်လာပြီပေါ့နော်Okay ဒါဆိုလို့ရှိရင်ဒါဖုန်းပွင့်လာပြီပေါ့နော်ဒီမှာကျွန်တော်တို့ပုံမှန်အတိုင်းပဲ set up ကြော်ကြည့်လိုက်မယ်ဒီ language ရွေးရတယ် region ရွေးရတယ်ပေါ့နော်ပုံမှန်တိုင်းကျွန်တော်ရွေးပြီးတော့ကြော်သွားလိုက်မယ်
ဒီနေရာမှာကျွန်တော် Wi-Fi တော့ဖြုတ်လိုက်မယ်နော်ဘာလို့လဲဆိုတော့ Wi-Fi နဲ့ဆို set up လုပ်တာလည်းကြာတယ်ပေါ့နော်ဒါကြောင့်ကျွန်တော် Wi-Fi ဖြုတ်လိုက် Okay Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ FRB log ပေါ့နော် Gmail account ပြန်တောင်းတဲ့ log ကိုကျွန်တော်တို့မြင်ကြော်ပြီးတော့ home screen ကိုရောက်သွားပါပြီနောက်လည်းအခုလိုမျိုးပေါ့နော်ဒီ phone service နဲ့ပတ်သက်တဲ့ video တွေကိုကျွန်တော် channel လေးကနေတင်ပေးမှာမို့လို့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်